မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိခံအကြမ်းဖက်တောင်းညမ်းသူတွေယာယီထိန်းချုပ်ထားတဲ့၄ကီကောဒေသရှုခင်းသားနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ်းပိုက်ရရှိရတဲ့ကျွန်တော် KK Park မှာတရားမဝင်လုပ်ငန်းများမရှိစေရနေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့သတင်းကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ဒီ KK Park နဲ့ပတ်သက်ပြီးမိခိုးများမေးမြန်းလာတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတဲ့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတော့ KK Park ရဲ့တမိုင်းကြောင်းနဲ့ KK Park ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ်။ KK Park ဆိုတာတော့မြဝတီမြို့တောင်ဘက်မဲထော်တလေးကြီးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကမ်းဘေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနယ်မြေမှာရှိတာဖြစ်ပါတယ်။ BGF ကရွှေကုတ်ကုံမြို့သစ်စီမံကိန်းဆိုတော့မြဝတီမြို့ရဲ့ကျွန်တော်တို့မြောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်။ KK Park မြို့သစ်စီမံကိန်းရဲ့အနောက်ဘက်မှာတော့၄ကီကောမြို့သစ်ရှိပါတယ်။အဲ့မှာတော့ဒါငញ្ញဲအကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုတူစေဖို့တော်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေကန်တွေကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်။ KK Park စီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလက်ဤအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ကနဦးလုပ်ွက်အတွက်လုပ်ငန်းမြေငှားရမ်းကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့မြေငှားပေးသူတိသက်တွေများမှာမူလီအလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖဒိုစောကောထူဝင်းက KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခိုင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစောရောဂျာခင်ကလည်း KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာငှားရမ်းလို့တဲ့မြေစုစုပေါင်းဧက100ခန့်ကိုနှစ်ပေါင်း30ငှားရမ်းဖို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တွေရဆိုရင်1ဧကကိုတစ်နှစ်ဘတ်3500လုံးနဲ့မြေ100ဧကအတွက်တစ်နှစ်လျင်ဘတ်3သန်းခွဲဖြစ်ပြီး6လတစ်စိမ်ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တစ်လဘာ9သိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအဲ့စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလထဲမှာ KNU နဲ့ Trans-Asa International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလူအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ်အဆင့်ရှိတဲ့စောနေမီလွင်ဦးစီးတဲ့ Truster ကုမ္ပဏီနဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရတယ်။ပြည်ပယင်းနှီးမြှုပ်နှံသူတွေမှာတော့ဒါရခိုင်ကုမ္ပဏီတစ်ခုနဲ့ကမ္ဘောဒီးယားနိုင်ငံပီဟာနုဘေးစီဝါရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီပီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ17ရက်နေ့မှာကြေညာလိုက်တဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုပြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်။အဲ့ဒီသတင်းအချက်အလက်တွေကိုကြည့်ရင် KK Park စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှာလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်ကစားလုပ်ငန်းတွေကိုလည်းအခကြေးငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ online လောင်ကစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့
KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသားပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းစိုက်ကြဖို့လိုချောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်